ဘာဖြစ်လို့ကလေးတွေကိုစောင့်မွေးဖြည့်ခိုင်းပြီးတော့ဆရာတွေကသူတို့ခိုးကြည့်လားမခိုးကြည့်လားစောင့်နေရလဲဆိုတော့ကျွန်တော်နားမလဲဘူး။အဲ့မကြခင်လဲစောင့်မွေးတွေကဖြည့်ရောမယ်ဗျာ။အဲ့တော့ကျွန်တော်တို့ဒီအစိမ့်ပညာတွေရောကျွန်တော်တို့ဒီ grade 12တွေရောပေါ့နော်စောင့်မွေးတွေဖြည့်ရောမယ်။ဒါပေမဲ့ကျွန်တော်နားမလဲတာဘာဖြစ်လို့စောင့်မွေးကိုကလေးတွေဖြည့်ခိုင်းပြီးတော့လူတွေကသူတို့ခိုးကြည့်မခိုးကြည့်ကြည့်နေရတာလဲပေါ့နော်။ကျွန်တော်ရှင်းပြမယ်ဗျာ။အဲ့တော့ကျွန်တော်တို့ကပညာကိုသင်ကြားရတယ်ဗျာ။ပညာဆိုတာဘဝမှာအသုံးဝင်ပြီးတော့အရေးပါတဲ့အရာကိုကျွန်တော်တို့ကပညာလို့ခေါ်တော့ကွာမဟုတ်လားအဲ့ဆိုလို့ရှိရင်စဉ်းစားကြည့်မယ်ဗျာကျွန်တော်တို့ဥပမာဆိုရင် English ကိုဗျာ English စကားပြောတတ်မပြောတတ်ကိုကျွန်တော်တို့သင်တယ်ဗျာသင်လို့ရှိရင်သူက English စကားပြောမတတ်ဘူးဆိုလို့ရှိရင် तू ကဆရာကိုသွားပြီးတော့တပြတ်မေးရမှာလीဟုတ်တယ်မလား तू အတတ်ပညာတစ်ခုသင်ကြားတယ်ဗျာဥပမာကျွန်တော်တို့ဆိုင်ကယ်ပြင်တာပဲဖြစ်ဖြစ်ကျွန်တော်တစ်ခုခုပါဗျာအသိပညာအတတ်ပညာတွေကိုကျွန်တော်တို့ကသင်ကြားရဲဆိုရင်ကျွန်တော်နားမလည်ဘူးမတတ်ဘူးဆိုလို့ရှိရင်အဲ့ဒါက तू ကမတတ်ဘူးဆိုရင် तू ကဆရာကိုတပြတ်မေးမယ်မေးပြီးလို့ရှိရင်ပြန်ပြီးတော့လေးလာမှာအဲ့ဒါသူ့ရဲ့ပြဿနာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘာဖြစ်လို့အခန်းတစ်ခန်းထဲကိုထည့်ပြီးတော့ကျွန်တော်တို့က question တွေကိုထုတ်ပြီးတော့ကျွန်တော်တို့ကဖြေခိုင်းတာလေဗျာကျွန်တော်ဆိုလိုတာကကြတော့လက်တွေ့မှာသင်ကြားပေးလိုက်တဲ့ဟာတွေလက်တွေ့မှာသုံးကြည့်လို့သူဒီလိုအပ်နေသေးတယ်ဆိုလို့ရှိရင် तू ကပြန်မေးပြီးတော့ तू ကပြန်လေးလာရမှာဗျာအဲ့တော့ကျွန်တော်တို့စောင့်မွဲစစ်လိုက်လို့ तू ကအမှတ်တရရပါလဲ तू ဒီအရန်တော်တဲ့ perfect ဖြစ်တဲ့ကျွန်တော်တို့ပြောလို့မရဘူးဘာလို့လဲသင်ကြားမယ့်အရာတွေအဆက်ဆက်တွေအများကြီးရှိနေတာပေါ့ဗျာလေဗျာ तू မရဘူးဆိုလို့ရှိရင်သူ့ရဲ့ပြဿနာဗျာရှင် तू ကိုယ်တိုင်သိပြီးတော့ဗျာ तू ကိုယ်တိုင်ယူသားနဲ့ဖြည့်နေရမှာဗျာကျွန်တော်တို့ကသွားပြီးတော့ထိုင်စောင့်နေကြမလို့ तू ခိုးကြည့်လားမခိုးကြည့်လားကျွန်တော်ကြည့်နေကြမလို့မဟုတ်လားကျွန်တော်ပြောတကယ်လို့ तू မတက်လို့ရှိရင်ဒါသူ့ရဲ့ကိစ္စလေကျွန်တော်တို့ကဘာလို့ तू တက်လားမတက်လားတက်တာကို तू လိန်နေလားမလိန်လားကျွန်တော်တို့ဘာလို့ तू ကြည့်နေမှာလဲကြည့်နေကြအကြောင်းမှမရှိတာအဲ့ဒါကိုကျွန်တော်လုံးဝကျွန်တော်နားမလည်နိုင်ဘူးဗျာဆောင်းမွေးခန့်ကဘာလို့စောင့်နေရလဲ